ได้เลยได้ไม่ได้ก็ต้องได้มันว่าဒီထက်လာတဲ့နေရာတွေအများကြီးရှိသေးတယ်နော်တဲ့မမမဲเรียกฉันไม่ทันขาดทุนชาลาเจ็ดပန်းကလေးတွေကလည်းတကယ်ကိုစုံလင်းနေတာပဲဒီပန်းမျိုးဆိုမြင်အောင်မြင်ဘူးကျုံလာနေလိုက်တာမှတကယ်ပဲဒီပင်လေးပန်းလေးကိုစုံနေရအန်တီနန်းကျမရေးပြန်ကောင်းခါစားတုန်းကပေါ့တမီးတွေကအန်တီနန်းကိုစက်ရောကူပါလာလာဆန်းဆန်းရှိစေချင်လို့အခုလိုလှပတဲ့ပန်းချန်ကြီးကိုအလဲခေါ်လာတာပါခုလိုတာယာလှပတဲ့နေရာကိုရောက်ဖို့ဆိုတာလေတကယ်ကိုမလွယ်ပါဘူးနော်တကယ်လေစိတ်ချမ်းသာခဲရလို့တမီးတွေကိုကျေးဇူးတင်ပါတယ်ဟောမပပရဲ့အမေကတော့မအမေကိုမတော်စေချင်ဆိုအမေဟိုအောင်ရောက်နေလှပတဲ့ပန်းခင်းကြီးတွေကြားမှာစက်ရောကိုပါလန်းဆန်းခဲ့ရလို့မိတ်ဆွေတို့ကိုလည်းပြန်ပြီးမျှဝေပေးလိုက်တာပဲဖြစ်ပါတယ်နော်မအမေကအရန်ကိုပျော်နေပါတယ်လို့မတူတူဆက်ဆန်းနေလိုက်ရောက်လာပြီးတော့မှပျော်နေလိုက်တာထူးဆန်းတာပဲတကယ်ပဲလှလိုက်တာဝါจียงกะลำปีกลัมดอกนี่กลัมดอกจริงๆนะโอ้มาสีขาวสีเหลืองกับสีเขียวกับဒီနေ့စကားပြောရတာအတန်တိတ်မကောင်းဘူးကျမရေးမကောင်းလို့လေတိခတ်ပြီးနားထောင်ပေးကြပါနော်အခုလိုလှပတဲ့ပန်းခင်းကြီးထဲမှာပန်းရောင်ခရမ်းရောင်အဝါရောင်တွေနဲ့စုံလင်လာတဲ့ဒီပန်းခင်းကြီးကိုတွေ့လိုက်တော့လေစိတ်ထဲမှာပူပင်တော့ကတွေပြီးတော့ယောဂတွေပါအကုန်လုံးမြင့်စင်ပြီးပျောက်သွားတယ်လို့ပါပဲအထူးတစ်ဖြင့်ထူးခြားပြီးလှပနေတဲ့ဟော်ဒီကော်ဖီပန်းတွေတွေ့လိုက်ရတော့လေကူလည်းလန်းဆန်းသွားတယ်လို့ပါပဲလောက်แป๊บนึงมั้ยအသေးပုံစံလေးလောက်ထားတဲ့ပုံလေးပါလာတယ်တကယ်တပွင့်มันสะท้อนที่ไหนแล้วเนี่ยได้แล้วแม่เนี่ยน้องพออีเลยเนี่ยอันเนี่ยเดินมะม่วงเดี๋ยวพอมันเป็นอันนี้แดงဟောဒီပုံကိုပဲကြည့်လိုက်ပါနော်အန်တီနန်းဘယ်လောက်ထိပြောနေလဲဆိုခုအသက်အရွယ်နဲ့ကူတော့မေ့သွားပါတယ်လို့ယောဂတွေလည်းမေ့ကုန်တာဒါကတော့အန်တီနန်းရဲ့သမီးကြီးပပမမိုးပါပဲနော်အန်တီနန်းကသားမိကရုပ်လဲဆင်နေအတန်လဲတူကြတယ်နေမကောင်းဖြစ်ပြီးခါစားမှုဟောဒီခကြီးကအန်တီနန်းအတွက်ကတော့ခွန်အားအတစ်တွေရစေခဲ့ပါတယ်တဘာဝတရားရဲ့လှပမှုတွေကလူရဲ့စိတ်ကိုဆွဲဆောင်မှုရှိတယ်လို့ယောဂတွေလည်းကုသနိုင်နေဆိုတာအခုတကယ်ကိုလက်ခံရမလို့ဖြစ်နေပါပြီလူဘဝမှာကျမ်းမာရေးဆိုတာကအကောင်းဆုံးတော့လက်တပါးပါပဲနော်ဒါကဂျုံပင်ခုမှမြင်ဘူးပါလေဒီပြောင်းပြန်မလုပ်နဲ့လို့ဖက်ဖက်နေလာလာဒီမှာလာဒီမှာလဲလာနေရဒီပါได้แล้วจูหลังจูลงမျိုးစရာကြီးဂျုံပင်လေးတွေပါလို့နော်ညမ်းလာလေးလို့ကဘာဟောက်အဲ့တော့ဖြစ်တဲ့တော့တန်ရုံမြင်ဖို့မလွယ်ဘူးပေါ့နော်အဲ့ဒီပတ်နေရတဲ့ပုံကြီးနေတာမေတ္တာပုံရိုက်မယ်နော်မဲ ကျုံပင်တွေကတန်တမမနဲ့အရန်ကိုလှလို့နေတာเนี่ยหนาวไอ้เอาถ่ายให้จงเป็นเนี่ยล่ะโอเคตะมุยกินเลยแม่ขึ้นก่อนว่ะဒီထဲလာတဲ့နေရာတဲ့အများကြီးရှိသေးတယ်တဲ့ขึ้นได้มานี่ได้เลยได้ไม่ได้ก็ต้องได้มันว่าဒီထဲလာတဲ့နေရာတဲ့အများကြီးရှိသေးတယ်နော်တဲ့မမဲเรียกฉันไม่ทันขาดทุนชาลาเจ็ด